ဒီနေ့ကတော့ Tottenham Court Stadium ဘောက The Devil ဆိုတဲ့နေရာလေးကိုသွားမဲ့ဘလော့လေးပေါ့နော်အဲ့ဒီကိုရောက်ဖို့ကတော့ယထာနဲ့ဆိုရင်45မိနစ်လောက်တော့အချိန်ပေးရတယ်Seven Sisters ဆိုတဲ့ယထာဘူတာကိုရောက်ပြီးရှေ့ကိုလမ်းလေးနည်းနည်းရှောက်မယ်လမ်းလေးနည်းနည်းရှောက်ပြီးသွားရင်ကျတော့ဒီမှာဘတ်စကားဂိတ်ပေါ့နော်အဲ့ဘတ်စကားဂိတ်ကနေပြီးတော့ဘတ်စကားစီးသွားလိုက်ရင်မြင်ရတဲ့အတိုင်းပဲ Tottenham Hotspur Stadium ပေါ့နော် Tottenham Hotspur Football Club ဆိုတဲ့ဂိမ်းမှာဆင်းရမယ်အဲ့မှာဆင်းပြီးတာကတော့မြင်နေရတော့ Tottenham Hotspur Stadium ကြီးပေါ့နော်ဒီနေ့ကတော့ရာသီဥတုကတော်တော်လေးလှတယ်ဒီလဲတာတော့သွားတာတော့အဆင်ပြေရပေါ့နော်စတေဒီယံကြီးကတော့တော်တော်ကြီးရယ်နေတာကြီးပေါ့ဒီမှာသူတို့ logo ပေါ့နော် logo ရယ်စတေဒီယံဘေးမှာတော့ Europa League ရထားတယ်ဆိုပြီးတော့ကြွားထားတဲ့ဘန်နာလေးတွေ့ရတယ်ပေါ့နော်မန်ယူမရလိုက်တဲ့ဖလားလေးပေါ့ဒါကတော့သူတို့ရဲ့စတေဒီယံကြီးတစ်ခုလုံးပေါ့နော်တော်တော်ကြီးရယ်သွားစရာနေရာလည်းများတယ်ပေါ့နော်ဒါဒဲဝါကိုသွားမေးကြည့်တဲ့အချိန်မှာအချိန်ကမရောက်သေးဘူးဆိုတော့အဲ့ဒါနဲ့ပဲသူတို့ဘေးမှာရှိတဲ့ shopping လေးပေါ့နော်သူတို့ဒီဂျာစီလေးတခြားသူတို့ Tottenham Hotspur အသင်းရဲ့ထိမ်းမှန်ပစ္စည်းလေးရောင်းတဲ့နေရာလေးကိုနည်းနည်းပတ်ပြီးတော့ကြည့်ခဲ့ပါတယ်ဒါကတော့သူတို့အမျိုးသမီးဘောလုံးအသင်းတို့တခြားအမျိုးသားဘောလုံးအသင်းတို့ပေါ့နော်သူတို့ရဲ့ poster ဓာတ်ပုံလေးရောင်းတဲ့နေရာဒါကတော့သူတို့ရဲ့ sound home တို့ဒါတော့တခြားကစားသမားတွေပေါ့နော်နာမည်ရတော့သိချင်မသိဘူးဒါပေမဲ့သူတို့ sign နေနဲ့သူတို့ထိမှတ်ပုံနဲ့ပေါ့နော်ဒီမှာဆိုသူတို့ Nike နဲ့ collaborate လုပ်ထားတဲ့တခြားဂျာစီမှာဟုတ်တဲ့ Woody တို့တခြားအင်ဂျီဘောင်းဘီအဲ့လိုမျိုးအများကြီးလည်းရောင်းတယ်ပေါ့နော်သူတို့ရဲ့အထက် shop ကြီးကတော့တော်တော်ကျယ်တယ်ဒါပေမဲ့ဟိုဓာတ်ပုံကြီးရိုက်နေတိတ်မကောင်းတာနဲ့နည်းနည်းပဲဟိုပတ်ကြည့်ဒီပတ်ကြည့်ပဲလုပ်ခဲ့တယ်ဒီမှာဆိုသူတို့တင်းလို့ကိုပါတဲ့အမှတ်တရပစ္စည်းတွေပေါ့နော်ခွတ်တို့တခြားတော့ကျိတ်ဒီမှာကီချင်းလေးတွေလည်းရှိရပေါ့နော်ကီချင်းတွေဆိုလည်းအများကြီးပဲသူတို့ပုံစံမျိုးစုံနဲ့တင်းလို့ကိုပါတဲ့ဟာပေါ့နော်ဒီမှာဆိုရင်ပင်လေးလည်းရှိမယ်ဒီမှာဆိုရင်သူတို့ခွတ်တွေလည်းအများကြီးပဲပေါ့နော်သူတို့ထိမ့်မှတ်ခွတ်တွေအများကြီးရှိရဲ့အချိန်နီးလာတာနဲ့ပဲတတဲဝေါ့ကိုစတင်တော့မှာဖြစ်ပါတယ်သူတို့ရဲ့ equipment တွေပါတယ်အစုံလဲပြီးသွားတဲ့အချိန်မှာတော့သူတို့ဒီမှာ information တွေပေါ့နော်သူတို့ဘယ်လိုတက်ရမလဲဘာတွေလိုက်နာရမလဲဘာတွေရှောင်ကျင်ရမလဲဆိုတဲ့ဟာကိုသူတို့ဒီမှာဗီဒီယိုလေးနဲ့ပြရတယ်ပေါ့နော်ပြီးတော့ဒီနားမှာသူတို့စပြီးတက်ကြရမယ်ဆိုရင်ဒီမှာအမှတ်တရဓာတ်ပုံပေါ့နော်ဒီရှေ့မှာရိုက်ရတယ်ဒါလည်းဘာမှမဟုတ်ပါဘူးပြီးရင်သူတို့ပြန်ရောင်းဖို့ပေါ့နော်သူတို့ green screen နဲ့ background ဒီပုံတွေထည့်ပြီးတော့ပြန်ရောင်းဖို့ပဲရှေ့မှာအမှတ်တရဓာတ်ပုံခဏရိုက်ရတယ်ပေါ့နော်ဆိုတော့ဒါပြီးရင်တော့စပြီးတော့တက်တော့မှာဖြစ်ပါတယ်ဆိုတော့အခုဆိုရင်တော့စပြီးတော့တက်နေရပြီပေါ့နော်သူကတော့ပထမဆုံးအနေနဲ့ဒီလေကားကနေပြီးတော့စပြီးတက်ရတယ်ကင်မရာနည်းနည်းလေးစောင်းနေတာကကြတော့ဘာလို့လဲဆိုတော့သူကအထဲကိုကင်မရာယူလို့မရဘူးကင်မရာဆိုတာဖုန်းကိုပေါ့နော်ဖုန်းကိုဒီ pocket တို့ဘာလို့လဲမှာထည့်ထားလို့မရဘူးသူတို့အဲ့မှာကြံမှာတုံးတဲ့ဒီလေဆွဲလေးပေါ့နော်ဒီဆိုကန်အဲ့လိုမျိုးလေဆွဲလေးရောင်းတယ်အဲ့ဒါလေးနဲ့အဲ့ရတဆင်ရိုက်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအဲ့ကိုဒီဘက်ဘေးက pocket ထဲကိုထည့်ထားရတဲ့အတွက်ကြောင့်မလို့ဒီလိုတေချာတော့ရိုက်လို့မရဘူးပေါ့နော်အဲ့လိုပဲလေကားတွေအများကြီးတော့တက်ရတယ်ပေါ့လေကားတွေတက်ပြောတဲ့အချိန်မှာတော့ဒီ stadium ရဲ့ပတ်လမ်းအောင်ပေါ့နော်စပြီးတော့တက်ပြီဟို stadium ထိပ်အထိကိုရောက်ဖို့ဒီပတ်လမ်းကနေပြီးတော့ဘေးလေးကိုကပ်ပြီးတော့ဖြည်းဖြည်းချင်းစပြီးတော့တက်ရပြီအဲ့လိုတက်တဲ့အချိန်မှာတော့ဘေးမှာဘာအကာမှမရှိဘူးအဲ့မှာမြင်တဲ့အတိုင်းပဲကောင်းကင်ကြီးပဲကောင်းကင်ကြီးရှိတယ်အဲ့မှာ instructor ကနေပြီးတော့ဒီချာလေးတက်ဖို့ပေါ့နော် video site တက်ဖို့ instructor ကနေမှာတယ်
အဲ့ဒါပြီးတော့ဒီမှာစပြီးတော့တက်ရတော့မယ်ပေါ့နော်ပြီးမှမြင်တဲ့အတိုင်းပါပဲဘာကာမှမရှိဘူးမီတာတော်တော်မြင့်တဲ့နေရာလည်းရောက်နေပြီပေါ့နော်တက်တဲ့အချိန်မှာအခက်အခဲတစ်ခုကတော့ဘာလဲဆိုတော့သူတို့ရဲ့ equipment တွေကနည်းနည်းကြက်တယ်ပေါ့နော်ပြီးတော့သူတို့ jump suit အနေနဲ့လည်းဝေးရတယ် jump suit အနေနဲ့လည်းဝေးရတာဆိုတော့နည်းနည်းပေါင်တုတ်တာတွေပါရရှိရပေါ့နော်အဲ့ဒါနည်းနည်းလေးကြက်တာလွယ်ပြီးကျန်တာကတော့အကုန်လုံးအဆင်ပြေပါတယ်ဒီထိပ်ပိုင်းကိုဒီလေကားကနေစတက်နေပြီပေါ့နော်သူကနည်းနည်းတော့ဟိုဟာဖြစ်တယ်ရှော့ဆောက်ကြီးဖြစ်တဲ့အတွက်တော်တော်တော့ queue တစ်ဆိုင်တော့တက်ရတယ်ဆိုတော့အခုဆိုရင်တော့ပေါ်ပေါ့နော်ဒီ stadium ရဲ့အပေါ်ဆုံးနေရာကိုရောက်လာပြီနေသားလို့လည်းမသိဘူးကောင်းကင်ကဒီနေ့တော်တော်လှတယ်ဆိုတော့အခုလက်ရှိကဒီရုပ်ထုအစုံပေါ့နော်ရုပ်ထုအစုံကိုသွားဖို့စပြီးတော့ပြင်နေကြပြီရုပ်ထုအစုံသွားမယ်သွားပြီးတော့မှတပတ်ပတ်လာပြီးတော့မှဒီဘက်ရောက်လမ်းကိုပြန်ရောက်လာမယ်ပေါ့နော်အခုဆိုရင်ဒီဘေးရှောက်လန်းနေပြီးတော့ဟိုးပဲဖိတ်ဆုံးကရုပ်ထုကိုစပြီးတော့သွားနေဖြစ်ပါတယ်ရာသီဥတုကတော့ဒီနေ့နေတော်တော်လေးတာတော့တော်တော်လှတယ်ပေါ့နော်အောင်းငင်ရဲ့အရာရောပြီးတော့အချိန်က2 နာရီလောက်ရှိရဲဆိုတော့အဲ့နေရဲ့အရာရောပေါ့နော်နေရဲ့အရာရောလည်းတော်တော်လှတယ်အခုဆိုရင်ရုပ်ထုနာဒီဘက်ကွင်းရဲ့အစွန်နာကိုစပြီးတော့ရောက်လာဖြစ်ပါတယ်အောက်မှာလှမ်းကြည့်ရင်ဘောလုံးကွင်းကြီးကိုတန်းပြီးတော့တွေ့ရမှာပေါ့နော်လဲပြီးတော့ဒီပုံမှာလဲချင်ပေမဲ့ UK မှာဝတ်မတာတကောင်ဟောရဲဆိုပြီးတော့တိတ်မကြကြနာနဲ့ပဲပုံမှန်လေးပဲရိုက်ခဲ့ပါတယ်အပေါ်စီကနေကြည့်တော့ဒီကွင်းရတော်တော်လှရပါတော့လူလည်းတော်တော်ဆန်းတယ်ပြောတယ်ဘလောက်ဆန်းလဲတော့မမှန်ဘူးရောဒါပေမဲ့ instructor ကတော့သူပြောတော့ပြတယ်ဘလောက်ဆန်းလဲဆိုတာတော့အဲ့လို online ဟိုးအရှိရနေပြီးတော့ကိုယ့်စီကိုပြန်ပြီးတော့ပက်တင်တာပြန်ထွက်တယ်ဆိုတော့အော်သူပြချင်လို့ပေါ့နော်အဲ့ဒါအော်ဟွာတာပဲဆိုတော့အခုကပြန်ပြီးတော့တောက်လန်းနေပြီးတော့ပြန်ပြီးတော့ဆင်းလာပြီပေါ့နော်ဒီဘက်ကွက်လက်ရေးရှိတဲ့နေရာကိုပြန်ပြီးတော့ပြချင်းဆင်းလာပြီဒါဒီဥဒရာတော်တော်လာလန်ဒန်မြို့လည်းမြင်ရတယ်ပေါ့နော်ဒီကနေပြီးတော့ဒါကတော့ဗာလဲဆိုတော့အဲ့အစာအုပ်ပေါ်ကနေပြီးတော့တွဲလောင်းချပြီးတော့အောက်ကိုကျိုးနဲ့ဆင်းသွားတဲ့ဟာပေါ့နော်အဲ့ဒါတော့မလုပ်ခဲ့ပါဘူးဈေးလေးကြီးရတယ်ပဲကောင်းကင်ဘောကနေပြီးတော့လန်ဒန်မြို့ကိုအပေါ်စီးကနေလှမ်းပြီးတော့ကြည့်ရတာတော်တော်မိုက်ပါတယ်လေးလဲတဖြူဖြူနဲ့အပေါ်မှာဆို-2 -3 လောက်တော့ရှိရပါတော့ဆိုတော့အခုဖြည်းဖြည်းချင်းပြန်ဆင်းရမယ်ပြန်ဆင်းတဲ့ချိန်ကျတော့တိတ်တော့မပင်ပန်းတော့ဘူးပေါ့နော်ဒါပေမဲ့နည်းနည်းတော့အနေရောများသေးတယ်ဟိုရှော့ကြသွားမှာဆိုတော့ပေါ့နော်ကိုရှော့ကြသွားရင်ရှေ့ရလူတွေအကုန်ပွဲချင်းပြီးကုန်မှာသိကြတယ်ဆိုတော့အောင်မြင်စွာနဲ့ပဲပြီးဆုံးပါပြီပြန်ဆင်းနေပါပြီအောင်မြင်စွာနဲ့ပြီးဆုံးပါပြီ adventure တစ်ခု2026မှာကိုယ့်အကိုချစ်ကြည့်မယ်ဆိုပြီးတော့ဟိုရှောက်လို့ဒီရှောက်လုံးနဲ့နောက်လည်းအများကြီးလုပ်ပြသွားအောင်ပါနော် Midline Bank ဖြစ်မဲ့အရာတွေအားလုံးပေါ့နော်ရှင်းပြောရရင် Sky Diving တော့ဘာလို့တော့မခုံကျင်တာဘယ်လိုမှပုတ်လို့မရတော့နဲ့ဆိုတော့2026မှာကိုယ့်အကိုချစ်ကြည့်ဖို့တော့ကြိုးစားရမယ်ပေါ့နော်။အများကိုလိုက်ပြီးတော့ချစ်ရတာတဲ့ကိုယ့်ကိုချစ်ကြည့်ပြီးတော့ကိုမလုပ်ဘူးမရှိအောင်အကုန်လုံးတော့လုပ်ခဲ့မယ်လို့တော့စဉ်းစားပါတယ်။ဆိုတော့နောက်အတက်ပတီစီမှာထပ်ပြီးတော့တွေ့ကြအောင်။ Bye bye